တာလေးက3မိနစ်ပဲရတော့ကြံခဲ့လို့ကျမရဲ့အနေထားတွေတော်ကြနေဝင်းပြက်လာဟလာတော်ကြနေဘာထိုင်းရလာမြေတုတ်ကွေးဆိုတာဖြစ်လာတော်ကြနေလို့ရှိရင်ဘာတော့တုတ်ကွေးပေါ့အဖျားနဲ့ပတ်သက်တာဟာစီစိတ်နေစားလို့ဆိုသွေးတွေတိုးလိုက်ဆေးရုံရောက်လိုက်နှလုံးသွေးကြောတွေကျင်းလိုက်ကျဲလိုက်ဆေးရုံတွေရောက်လိုက်နောက်ပါလေလေဖြတ်တာနဲ့ပတ်သက်ပြီးတော့လေတော်တော့ပြောပြဟိုအသက်ကြီးမှအိုနာကျိုးကန်းဖြစ်မှလေဖြတ်တာလေဖြတ်တာမဟုတ်ဘူးနော်အခုလူငယ်တွေကလေးတွေမှလည်း၄-၅တန်းဆိုလေလေဖြတ်ကြတယ်ဖြန်းကြတယ်တော့ဒီအဲ့ဒါလေးတစ်ခုပြောချင်တယ်ဒီလောက်လေတချို့တွေပြောကြတယ်တော်တို့အားလုံးနဲ့ကျုပ်နဲ့ဖလှယ်ရကျုပ်ရဲ့အတွေးအမြင်ကခေကြီးရမကောင်းမှုဆိုတဲ့စကားကိုကျုပ်ကလက်မခံဘူးခေဆိုတာလူကလောက်တာလေအဲ့ခေကြီးကိုတိဆောက်ထားတာလူတွေကတိဆောက်တာလူတွေကလေတဖြည်းဖြည်းစိတ်ထားတွေမြင်လာကြတာတော့ကျုပ်လည်းမြင်တဲ့အထက်ဘာကောင်းပါမယ်သိလားဥပမာပေါ့ကားတစ်စီးဖြတ်သွားတယ်အရှိမလူတွေလမ်းလျှောက်နေအဲ့ကောင်ဟွန်းတီးတာဆိုတာလူဆိုရင်လက်ကောင်းထွက်တော့အဲ့ကောင်ဟွန်းတယ်ကျိန်းနဲ့ပြဲနေအောင်တီနဲ့ပုံမဲသူတို့ကလေသွားတကယ်လို့များကိုကအရေးကြီးလို့များဘေးနာကတ်သွားလို့ပခုံးတို့လက်တို့မတော်တဆထိသွားရဲ့ပြဿနာတွေတက်ကြအောင်နော်ကားသမားထောင်နေရအောင်နောက်တစ်ခုလေကားချင်းတွေကြော်တက်တာဝိသမလောဘတွေပေါ့နော်ကားတစ်စီးနဲ့တစ်စီးကြော်တက်လိုက်လို့ကနေပဲရောက်သွားမှာလားကျုပ်ပြောချင်တာကျုပ်ကဝိုင်းဆဲကြလိုက်မယ်အောက်ထဲမှာခမည်းမဖြစ်ဘူးလို့ခမည်းမရေးကြီးကိစ္စမရှိလို့ရှိတာပေါ့ရေးကြီးကိစ္စဒါပေမဲ့လေဆရာမပြောသလိုလေလားတကယ်တွေးကြည့်လို့ရှိရင်လောဘဒေါသကြီးတဲ့သူတွေကတော်တော်တော့ရေသွင်းသွေးခြင်းစရာကောင်းတာပဲနော်ကားတိုက်မှာကြတော့မကြောက်ဘူးတဲ့ဘွက်ထဲကိုဆင်းပြီးကားရှောင်ရမှာကြတော့ခြေထောက်ရွှွန့်ပေးမှာကြတော့ကြောက်တဲ့တော့နောက်ပြီးတော့ဒီကားလမ်းမပေါ်မှာလေဘာတွေကိုကြောက်နေရသေးလားမော်တော်ဘီကယ်တို့ဘာတို့ကြောက်ရတာမဟုတ်ဘူးဘေးတွေသမားတွေကြောက်ရတာတော့သိလားကြုတ်ကြည့်တာလေတမတ်မကြလိုက်တဲ့ခေကြီးတော့အဲ့ဒီခေကြီးကခက်ကဖြစ်တာမဟုတ်ဘူးတော့လူတွေတော့သိလားကျုပ်ပြောပြမယ်အရာတိုင်းမှာသူ့စီမင်းသူ့စီကန်းနဲ့ရှိတယ်ဆိုလို့စီမင်းစီကန်းဘာတုံးဆိုတာလို့ဖြစ်နေတာတော့သိလားအဲ့လိုမျိုးတော့ဟာအင်ရှင်တွေကလည်းကိုအမြဲတမ်းချမ်းသာပြီးအိမ်ပိုင်ရှိနေတဲ့ထင်ပြောဝင်းနေမြင်ကြတာတော့အဲ့တော့အားမလျှော့ပါနဲ့အိမ်သားတို့ကြီးကျုပ်ကသာဆူတောင်းပေးပါတော့